Okay, soအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ပေါ့နော်ဒါကျွန်တော်ဒီကန်လေးလက်ရပုံ9လ6လလောက် train ရပါတယ်အဲ့တော့အဲ့ကန်လေးကပေါ့နော်ကျွန်တော် Dragon Stone ကယူပြ3လောက်ဖြစ်ပါတယ် Dragon Stone ကိုရဖို့ဆိုတော့ကျွန်တော်အနေနဲ့ Volcano Island သွားဖို့လို့ပြောတော့နော် Volcano Island သွားဖို့ဒီပေါ့နော် Volcano Magnet ကမရှိမဖြစ်ကိုလို့တယ်အဲ့ Volcano Magnet ကိုဘယ်လိုဖမ်းမလဲဆိုတော့ကျွန်တော်အခုလုပ်ပြီးတော့မယ်နောက်ပြီးအဲ့ Volcano Island သွားသတိထားမယ်ရန်နဲ့ရန်အောင်မှရည်ကြီးရတွေကိုလည်းကျွန်တော်တခါပြပြသွားမယ်ပေါ့နော်အရင်ဆုံးအနေနဲ့ Volcano Magnet Crab ပေါ်တော့ဒီ Hydra Island နေပြီးတော့ Dragon Dojo အရင်လာပြီပါကျွန်တော်အနေနဲ့ပေါ့နော်ဒီ Volcano Island သွားပေါ့နော်အရင်ဆုံးလို့ကတော့ဒီ Dojo Trainer စီမှာပေါ့နော် Black Bat ကိုရောက်ယူထားပါမယ် Black Bat မဟုတ်လေဒီနောက်ကအဲ့ Dragon Hunter ဆိုတဲ့ဘိန်းနဲ့စကားပြောလို့ရပြီ Volcano Magnet Crab လို့ရပြီဆိုရင်တော့အဆင်ပြေပါပြီဒါဆိုလိုလုံးမဲ့လူတွေတွေ့ပြပါပါအဲ့လိုဒိုရိုဖရာရိုလုံးမဲ့ဆိုတော့ကိုယ်အတင်းသားရဲ့တယောက်မှလို့ Volcano Magnet Crab ကိုရှိရင်ရပါပြီ Volcano Magnet တော့ကတော့Squid Mandel စေကူနဲ့ဟိုက Blazing အမှာ15ခုလိုပါတယ်ဘာပါကျွန်တော်ပြောတဲ့ဥစ္စာ Dragon Stone မှာအမှာ Dragon အကတော့ကျွန်တော်နောက်ပိုင်းညမှာရှိနေရတယ်ခဏလေး Squid Mandel ကတော့အလုံးခန်းကြီးတည်ပြီးလောက်ပြီဆိုတော့အဲ့ Blaze အမှာပေါ့နော်အဲ့ကောင်လေးကိုဖမ်းပြရမယ်ဘလို့အဲ့ကျွန်တော်ဆွမ်းနာပြောပေါ့နော် Dragon အဲ့ဒါကိုရဖို့ဆိုရင်ကျွန်တော် Black Bat ရတာပါမယ်ပြီးတော့ကျွန်တော်ဆွမ်းနာပြသွားအဲ့ Dragon Wizard ဆိုတဲ့ဘိုးကြီးကိုမဖြစ်မနေစကားပြောထားမှရရမယ်အဲ့ဥစားအရောင်းအရေးကြီးပါအဲ့ဘိုးကြီးနဲ့စကားပြောတာကျွန်တော်အနေနဲ့လုံးဝမှ Dragon အကိုကောက်လို့မရပါဘူးအခုကတော့ပေါ့နော်ကျွန်တော်အဲ့ဥစား Base အမားကိုဖမ်းပြရတော့ Base အမားကိုဖမ်းဖို့ဆိုတော့အရင်ဆုံးအဲ့ Dragon Hunter စကားပြောတော့အကိုကဟန်းကိုစကားပြောလိုက်ပဲပြီးတော့ရင်အမားသူကထပ်ပြောရင်ရှူအောင်နေလေပါပြီးတော့အမှတော့ mission ပေးရလိမ့်မယ်ဒါကြောင့်တဖေးအဲ Hydra Island ကတပင်စေကိုဖြူပေးရမှာပေါ့နော်အဲ့တော့ပတ်ပြလိုက်ပါအောင်ပြီးတော့ကျွန်တော်တို့နေဒီမှာပေါ့နော် Kitsune Island သွားရင်ကြားတဲ့မီလုံးလေးလိုပဲကျွန်တော်နောက်ထပ်မီလုံးလေးတွေတွေ့ရပါမှာဒီမီလုံးလေးတွေကိုလိုက်ဖမ်းရမှာပဲဒါတော့လွယ်ပါ Kitsune Island သွားရလို့ဆိုသိပါတယ်ဒီမီလုံးလေးရမပြောက်သွားပါတော့ brother အနေနဲ့စိတ်ရှိရှိနဲ့ဖမ်းရမှာပဲအဲ့မီလုံးလေးသုံးလုံးပေါ့နော် mission တစ်ခုမှရပါတယ်အဲ့တော့ brother အနေနဲ့ mission ကခိုင်းနေဥစားတွေလုပ်လိုက် mission တွေကတော့အများကြီးပဲဗျ3ခုပဲ3ခုလောက်ရှိတယ်ဟုတ်တယ်အဲ့3ခုထဲမှာဒီ Hydra Island အကောင်တွေကိုတတ်ခိုင်းရတယ်ဒီတပည့်တွေကိုဖြုတ်ခိုင်းရတယ်အဲ့တော့ပဲအများကြီးလုပ်ပြီးဒီလိုမျိုးထက်ကလုပ်ပြီးမီလုံးတွေစုပြီးတော့ရင်လို့ပေါ့နော် Volcano Magnet Crab ပြီးတော့ Volcano Island တွေတော့အဲ့လိုလုပ်ပါပဲတိတ်တော့မခက်ပါဘူးဆိုတော့ကျွန်တော်ကိုယ်တိုင်လေးဒါလုပ်လိုက်ပါမယ်ကဲဆိုတော့ဒါဆိုတော့ဘောနော်အားလုံးလည်းနားလည်လို့ကျွန်တော်လည်းထင်ပါတယ်ဒီလိုပါပဲကျွန်တော်ဘော Dragon Hunter စီမှာ Volcano Magnet တွေတော့ခွင့်မဲ့ပြီးတော့ရင် subset တွေမှာ Volcano Island ကိုတော့ချအောင်ကျွန်တော်အနေနဲ့ကြံပေးနေတာပေါ့နော်ဒါနှစ်ယောက်တော့အနည်းဆုံးလို့ဆိုချင်ပါတယ်ဆိုတော့ပိုင်းကတော့တတ်ချလိုက်ပါမယ်ကျွန်တော်နောက်ဆုံးမှာပေါ့နော်ဒီ Volcano Island တွေ့ရပါပြီပြောလို့ပြောမှုပါဒီကောင်ကြီးကိုရှာရတော့ကြာပါတယ်ဆိုတော့ကျွန်တော်ထုံးစံတိုင်းပေါ့နော်အဲ့ Volcano Island စီကိုသွားပါတယ်ဒီ Volcano Island ကတော့ပေါ့နော်ကျွန်တော်ရဲ့ online browser တွေရောက်နေပြီလို့ပြောတာပါကျွန်တော်တခြားကြောင့်တော့မဟုတ်ဘူးကျွန်တော်တရက်တည်းလုံးမယ်ဆိုဘယ်လိုမှမနိုင်ဘူး script ဘာညာသုံးပြီးတော့လုံးရင်လုံးမှာပဲအဲ့လိုနိုင်နေပေါ့နော် Volcano Island ကိုဖွင့်လို့ဆိုတော့ဒီ Volcano Island ရှိတဲ့ရပေါ့နော်အဲ့ကျွန်တော်ရှေ့အဲ့ဒညိုဆိုကောင်းကိုတွားလိုက်ပြီးတော့အမှခလုတ်လေးတွေ့ပါလိမ့်မယ်အဲ့ဒါလေးနေVolcano Rig ကစားပါပြီ Volcano Rig မှာကျွန်တော်ပြင်အပေါ်ကမီးတောင်ချော်ရဲ pressure တွေကိုထိနေအပေါက်ကိုပိတ်ပေးလို့ရအောက်က Volcano အဲ့ lava golem ကိုရှာပေးလို့ရှိပါကျွန်တော်အစိုးရအပေါ်အပေါက်ပိတ်လို့ပါဒါပေမဲ့ကျွန်တော်ပိတ်တပါဘူးအဲ့ပေါက်တည်းကျွန်တော်ပိတ်တဲ့နေရာမှာကျွန်တော်စပေးတွေတအားရှော့သုံးပါတယ်ဟိုကျွန်တော်လေးလုံးဝကင်းကပ်ပြီးနောက်ကကျွန်တော်ဗုဒ္ဓဇာတာဆိုအောက်ကကောင်လေးချမှုနဲ့လုပ်လိုက်ပါတယ်ကျွန်တော်အားကြောင့်အောက်ကကောင်လေးဆက်ချပါကျွန်တော် CDK လေး TTK နဲ့ပဲချပြအဲ့တော့ကတော့အလုံးတီးအဲ့တော့ကျွန်တော် CDK ရဲ့ pleasant မရသေးလို့လားမသိရပြီးသွားပြီဒီမှာပေါ့နော်ဒါကတော့ lava golem နေပါ level တော့2500ကျော်ရှိပါတယ်ဘယ်လိုပဲပြောပေါ့နော်ကျွန်တော်ဒီ Volcano Rig ကိုလုပ်လိုက်ပါအောင်မယ် Volcano Rig အနေနဲ့ကြောင့် player အနေနဲ့4မိနစ်ကျော်လောက်ကိုပေါ့နော်ဒီ lava golem ကိုချလိုက်လို့ချအောင်မှတောင်းခဲ့ပြီးတော့အပေါ်လူတွေကလည်း pressure တောင်းနေတာ
ပေါ်ကလူအနေနဲ့ကကြောင့်ဒါအရေးကြီးပါတယ်အဲ့လိုအနေနဲ့အပေါက်တွေတိကျမပိတ်နိုင်အောင်ဆိုအောက်ကလာဘကိုလန်ရဲ့ damage တွေများလာမှာပေါ့နော်အောက်ကလူတို့ကတော့ဗုဒ္ဓအကောင်းဆုံးလို့ထင်နေဗျအပေါ်ကလူတို့ကတော့ကျွန်တော်လည်းတိတ်မလုပ်တတ်တော့မသိဘူးဒါပေမဲ့ဒူရောလုပ်တင်မှာ brother script ပိုင်းနဲ့လုပ်မယ်ဆိုတော့အဆင်ပြေပါတယ်ဆိုလိုပေါ့နော်ဆိုတော့လုံးလိုက်ပါအောင်မယ်ဗျဒီဥစ္စာလုံးမယ်ဆိုတော့ရေးကြီးသွားကျွန်တော်ပြောတဲ့အတိုင်းပဲ black bat ယူရမယ် dragon wizard ကိုစကားပြောရမယ်ပေါ့နော်အကြမ်း dragon အကိုကောက်လို့ရမှာအဲ့ဒါဆောင်းရေးကြီးပါတယ်ကဲဆိုတော့မှစပြီးတော့တိုင်ပက်ပြီပေါ့နော်ကျွန်တော် volcano rig ကတော့ပြီးသွားပြီဗျပြီးတော့ကျွန်တော်လည်းထုံးစံတိုင်းပေါ့ဗျအမှdragon alley တွေ့တယ်ကျွန်တော်လေးပျော်သွားပါဗျပြီးတော့ရတဲ့ဘုံနဲ့ပပကောက်တော့ပေါ့ဘုံကြီးကလည်းကျွန်တော်တိတ်မလို့ဆိုမဲ့ကျွန်တော် dragon can crab ဆိုတာလို့ပဲကျွန်တော်ဟိုဘက်အတွက်နေပါရှယ်မိထားပြီးတော့ကျွန်တော် friend အတွက်ရှယ်မိထားပြီးတော့ပေါ့နော်ကျွန်တော်သူ့ကိုစောင့်ပါလေသူကခဏစောင့်တော့တဲ့သူပြန်လာမယ်ဆိုတော့ကျွန်တော်လည်း okay ပါညာဆိုသူ့ကိုစောင့်လိုက်ပါတယ်ပြီးတော့အဲ့လိုနဲ့ပေါ့နော်ဒီမှာပဲတန်စပတ်တာပါကျွန်တော်အနေနဲ့ပြီးတော့ကျွန်တော်အယိုးလေးလေကောက်ကျွန်တော် dragon egg ကိုကောက်တော့ကျွန်တော်မရပါဘူးကျွန်တော်လည်းဘာလဲဆိုတော့ကျွန်တော်တော်တော်လန့်သွားပြီကျွန်တော်ဒါအတွက်အကြိုက်လုပ်ပြီးတော့မှကျွန်တော်ဝင်းစစ်တော်လည်းမတွေ့ပါဘူးပြီးတော့မှတိလိုက်ရဘာလဲဆိုတော့ကျွန်တော် dragon wizard နဲ့စကားမပြောရပါဘူးအဲ့ဒါတစ်ခါပြောပြီးရင်ဘေရှင်ကောက်ကောက်ရဲဆိုမှကျွန်တော်ဒီ volcano rig ကိုမလုပ်ခင်ကျွန်တော်မေ့နေကြရပါအဲ့ဆိုရှင်းမှပြထားတဲ့ clip မှာကျတော့ဘာလို့စကားပြောပြရလဲဆိုရင်တော့ကျွန်တော်ဒီ volcano rig လုပ်ပြီးတော့မှအဲ့ဥစ္စာကိုကျွန်တော်တတိယပဲ brother တော့လေကျွန်တော်မမေ့အောင်ကျွန်တော်လုပ်ပြီးရပါကျွန်တော်ဒါတော့ပေါ့နော်အများကြီးလုပ်ပေးခဲ့ပါတယ်ဒါပေမဲ့မရပါဘူးတော်တော်မှဟိုစိတ်ပြဖို့ကောင်းပါကျွန်တော်ဒီဟာစကားပြောရင်မိသွားပါနော်ကျွန်တော်ဒီမှာ portal user လည်းမပါတော့ကျွန်တော် dragon အကလည်းတစ်လုံးမရှိပါတယ်ဟိုဘက်ကမှာဟိုမှာပေါက်ပိတ်နေနဲ့ရှိုးသွားပါဆိုတော့ကျွန်တော်ဒီမှာလည်း9လ6လလောက်ဆောင်းဝဲကိစ္စရနေရောတော်တော်လေးကိုမှကြာသွားပါတယ်ကျွန်တော်ထပ်ကုန်မလုပ်ဖြစ်တော့ပါ A few moments later ကဲဆိုပေါ့နော်ဒါကျွန်တော်ဒီကျိုင်းမှာ9လ6လလောက်တော့တော်တော်လေးဟိုမှနားလိုက်ရပါတယ်ကျွန်တော်ဆောင်းဝဲကိစ္စနဲ့တော်တိုင်ပတ်သွားတယ်ဆိုတော့ဘယ်လိုပဲပြောပါကျွန်တော်အကုန်လုံးရာကြီးဆိုကျွန်တော် dragon stone ကပြက် crap ပါနေဒီဥစ္စာရပ်ဖို့ကျွန်တော်တကယ်ပြောရမှာကျွန်တော်တကယ်9လ6လလောက်ကိုကြာသွားတယ်ကျန်တဲ့မှာဆောင်းဝဲဖြစ်ပြန်နေကျွန်တော်ချက်ချင်းပြန်လို့လဲလို့တလောက်ပဲကြာပါတော့ဆိုတော့ dragon stone ကlast go dragon stone အတွက်လိုတာတော့ dragon scan 5ခုတန်ညိုစောဘုံ10ခု dragon n 2ခုပေါ့နော်အဲ့တော့လေကျွန်တော် draw ဖိုင်လိုက်ရပြီးတော့ကျွန်တော်ရှေ့မှာပြောတယ် blazer မှာ30ပဲဖြစ်ပါတယ်ဒီကန်တော့ဒါ blue တွေကအကျန်းဆုံးကန်ပေါ့နော်မတကယ်ကန်စုပ်ကတာတောင်ပို့ကျင်းလို့မြင်ပါတယ်ဒါကတော့လက်တော့မှာပို့ဆိုတော့ဒီကန်ပို့အသုံးဝင်နေဗျကျွန်တော် mobile မှာဆိုတော့နေချိန်ပြည့်ရခက်ပါတယ်ကဲဆို blue ပဲပြောပါကျွန်တော်တို့9လလောက်လွတ်လွတ်ရဲ့ကန်လေးကတော့ရသွားပြီပေါ့နော်တော့ကျွန်တော်နောက်တစ်ခုကောင်းတာကျွန်တော်မှာကန်73လက်ရှိပါတယ်ခုဆိုတော့ပြကျွန်တော်မှာ14လက်ပေါ့နော်ဟိုကန်14လက်လုံးဖြစ်သွားပါပြီရှင်းမြကန်အကုန်ဘလို့ဖူတွေမှာရှင်းမြကန်အကုန်ကျွန်တော်စီမှာရသွားပါပြီဒီရောစိုက်ကြတယ်ကျွန်တော်မဟုတ်ဘူးနော်အဲ့အများကြီးအကြိုက်ပြလို့ရတာရင်နောက်ပြီးတော့ဇက်တိုက်ပြလို့ကျွန်တော်မှာကန်14လက်လုံးလို့နော်လုပ်လို့ရသွားကြရင်ကျွန်တော်ဒီကန်နောက်ပြီးဒီ dragon v1 v2 လေးပြင်မရှိဘူးကျွန်တော်မှတ်တော့ပါမယ်ပေါ့နော်blog အကောင့်လေးပါတယ် vivo အကောင့်လေးလောက်ဝေးချင်းကျွန်တော်ဆင်ကျွန်တော်နာမည်ရှင်းပြပါရအားလုံးပဲပါမယ်မှာ